ထူးဆန်းကြိုက်တဲ့ညိုမင်းလွင်ကြောင့်မင်းသမီးဖြစ်ခွင့်ရခဲ့တဲ့ရှုံမြတ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဂီတနဲ့ပတ်သက်ရင်အားပေးတဲ့ပရိသတ်ခိုင်မာရှာထားတဲ့ရှုံမြတ်သူဟာတရုတ်ဆောင်လောကမှာပါနာမည်ကြီးအောင်ကြိုးစားနေပြီလေဖြစ်ပါရီရှုံမြတ်သူကမင်းသမီးတယောက်အနေနဲ့စကားရှိုက်ကူနေတဲ့ဆိုတာကိုပရိသတ်တွေအံ့အားသင့်အောင်လေ့ဝက်ထားကြတာလေးဖြစ်ပါရီစကားရှိုက်ကူနေတဲ့အချိန်မှာပရိသတ်တွေကိုရောအသီးမိတ်ဆွေတွေကိုပါဖွင့်မပြောခဲ့ပဲစကားယုံကင်ကန်နီးမှသာအံ့အားသင့်အောင်ထုတ်ပြခဲ့တာလေးဖြစ်ပါရီတရုတ်ဆောင်နေပဲရင်အဆက်ဆက်မရှိခဲ့တဲ့ရုံမြတ်သူကတော့ဒရိုက်တာညိုမင်းလွင်ရဲ့ကျေးဇူးကြောင့်မင်းသမီးဖြစ်ခွင့်ရခဲ့တာပါဒရိုက်တာညိုမင်းလွင်ကတော့စကားရှိုက်ကူတိုင်းမှာတည်ဆန်းနေဖြစ်အောင်ရွေးချယ်ပြီးတော့ရှိုက်ကူတတ်သူပါနာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ကယ်ဒမီရမယ့်စကားမျိုးရှိုက်ကူတာထက်သူ့ဇကားကိုစိတ်ဝင်စားစေမယ့်ပုံစံမျိုးနဲ့ရှိုက်ကူခဲ့ရလေးဖြစ်ပါရီသူ့ဇကားမှာနာမည်ကြီးမင်းသားမင်းသမီးတွေဆောင်ပရိသတ်စိတ်ဝင်စားမိမယ့်အနုပညာရှင်တစ်တွေကိုမင်းသားမင်းသမီးတွေတင်ပြီးတော့ရှိုက်ကူတာများပါရီလူတစ်တွေကိုနေရာပေးပြီးဘလောက်ထိရှိုက်ကူလေးဆိုရင်ဖုံးရွှေဇကားကြီးကိုကြည့်ရင်သိနိုင်ပါရီအတွေ့အကြုံမရှိတဲ့အစ်စ်တွေဖြစ်ပေမယ့်နာမည်ကြီးဆယ်လီတွေ influencer တွေကိုထည့်ပြီးတော့သုံးတာမလို့ပရိသတ်စိတ်ဝင်စားမှုကိုလည်းရှားခဲ့တာလေးဖြစ်ပါရီပရိသတ်ကြိုက်တွေးစေမယ့်ဇကားတဲ့ပရိသတ်စိတ်ဝင်စားစေမယ့်ဇကားမျိုးကိုရွေးရိုက်တဲ့ညိုမင်းလင်ဟာအခုလဲပရိသတ်စိတ်ဝင်စားစေမယ့် character ရှိုက်လာခဲ့ပြီးပရိသတ်စိတ်ဝင်စားမှုကိုသာလိုချင်တဲ့ညိုမင်းလင်ဟာမကြခင်မှာရှုပ်တင်မဲ့ဇကားကိုပရိသတ်စိတ်ဝင်စားအောင်ရှိုက်ကူးခဲ့ပြီးလဲဖြစ်ပါရီညိုမင်းလင်ကတော့ညမထွက်ရဆိုတဲ့ဇကားကြီးကိုကြေညာချိန်မှာမင်းသားမင်းသမီးတွေရဲ့ရှိုက်ကူးချက်တွေနာမည်တွေပုံတွေကိုပြပြီးတော့ကြေညာတာမဟုတ်ပါဘူးညမထွက်ရဆိုတဲ့ဇကားပိုစတာမှာဘာပုံမှထည့်မထားသလိုနုပညာရှင်နာမည်ဆိုလို့သူ့နာမည်တစ်ခုရဲ့ပါတာပါဒိုက်တာညိုမင်းလင်ရှိုက်ကူးသည်ဆိုပြီးတော့ညမထွက်ရဇကားကြီးကိုပရိသတ်စိတ်ဝင်စားအောင်လို့ပိုစတာတင်ခဲ့တဲ့ထိပါပြီအမြဲတမ်းပရိသတ်စိတ်ဝင်စားမှုရအောင်လုပ်နေတဲ့ညိုမင်းလင်းဟာအခုလဲတဲကွဲပြေမာကြီးကိုဇက်ကားခေါ်ရိုက်ခဲ့ပြီးလဲဖြစ်ပါရီရုံမြတ်သူကတော့မင်းသမီးလုံးမေဆိုတဲ့စိတ်ကိုမရှိခဲ့ပေမယ့်ညိုမင်းလင်းရဲ့ကံလန်းမှုတွေကြောင့်မလို့စမ်းပြီးတော့လုပ်ကင်ခဲ့တာလဲဖြစ်ပါရီသူများအတွက်တော့မသိပေမယ့်တဲကွဲပြေမာကြီးအတွက်ကတော့ဇက်ကားရရတာ10တန်းဆောင်ပွဲဖြစ်ရသလိုမျိုးရှင်တုံနေတဲ့ဖြစ်ပါရုံမြတ်သူကတော့ဂီတလောကမှာစီနီယာတယောက်ဖြစ်ပေမယ့်တရုတ်ဆောင်နေပဲမှာတော့အခုမှစတင်ပြီးနာမည်ရှင်းနောက်တွေပိုစတာမှာပုံပါတာမပါတာတွေကိုစိတ်ဝင်စားဘူးလို့ဆိုပါရီသူရဲ့စိတ်ကူးထဲမှာတော့သူအနေနဲ့မင်းသမီးဖြစ်နိုင်မလားဆိုတာကိုစဉ်စစ်နေတော့မှရှိသေးရပါအသက်ကွဲချင်းနေဆိုနေပေမယ့်ငိုရတဲ့မှုကိုမသွင်းနိုင်မှစိုးရင်ခဲ့ပေမယ့်ဒိုက်တာညိုမင်းလင်ရဲ့တင်ပြမှုတွေကြောင့်ကောင်းဆုံးလုပ်နိုင်ခဲ့ပြီလေဖြစ်ပါရီညိုမင်းလွင်ကတော့အသက်တွေကိုတင်ပြတဲ့နေရာမြေတောင်မြောက်ပြီးတဲ့နေရာမှာနာမည်ကြီးတဲ့သူတယောက်မလို့ရုံမြတ်သူကိုဘလို့တင်ပြပေးမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲMusic MD တွေကိုတရုတ်ဆောင်တဲ့နေရာမှာဟန်ပါပါတရုတ်ဆောင်တဲ့ရုံမြတ်သူဟာညုံမင်းလင်ရဲ့တင်ပြမှုနဲ့ဘလို့မိမိုင်နေမလဲတရုတ်ဆောင်ချက်တွေတရုတ်ဆောင်ထားမလဲဆိုတာရေခုံစရာပါပဲနော်ရုံမြတ်သူကတော့ညုံမင်းလင်ရဲ့ကျေးဇူးကြောင့်ပထမဆုံးဇက်ကရိုက်ခွင့်ရခဲ့တယ်လို့နောက်ပိုင်းမှာအောင်မြင်တဲ့မင်းသမီးတလက်ဖြစ်လာဖို့ကတော့သူ့ရဲ့ရည်ချင်းတဲ့ကံကိုသာစောင့်ကြည့်ရမှာလေးဖြစ်ပါရီဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဝင်အကြောင်းအရာများကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေ့ကြပါနဲ့ဦးရှင်